အားလုံးပဲမင်္ဂလာပါတီတူတူ travel page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့မလေးရှားနိုင်ငံကိုသွားလည်ဖြစ်တယ်ဆိုလို့ရှိရင်ကွာလာလမ်ပူမြို့တွေမဟုတ်ဘဲနဲ့ဒီ vibe မတူတဲ့ပေါ့နော်နေရာလေးတစ်ခုကိုခေါ်သွားပြီးမှဖြစ်ပါတယ်အခုဒီဗီဒီယိုမှာမြင်တွေ့နေရတာတော့မလေးရှားနိုင်ငံပီနွန်းကျွန်းရဲ့အသေးနှလုံးဖြစ်တဲ့ UNESCO ကပါကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားတဲ့ George Town ဆိုတဲ့မြို့ဟောင်းလေးတွေမှာပဲဖြစ်ပါတယ်ဒီမျိုးလေးတွေကိုရောက်သွားတာနဲ့ဘာတွေတွေ့ရမလဲဆိုတော့ဘေးတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့တရုတ်ပုံစံပေါ့နော်ရှေးဟောင်းဆောက်အုံတွေရှိရဲပြီးရင်ကိုလိုနီခေတ်လက်ရာတွေနဲ့ပြီးရင်ဒီမျိုးတွေမှာကစိုက်ကားပေါ့နော်ဘယ်လိုပြောရမလဲလန်ချာလိုမျိုးပြေးဆွဲနေတဲ့ဟာလေးတွေလည်းမြင်ရတဲ့အတွက်ကြောင့်မလို့တကယ်ကို Old Town Vibe ကိုရရှိစေမှာပဲဖြစ်ပါတယ်ဒီမှာနာမည်အကြီးဆုံး street art တစ်ခုပါဆိုလို့ရှိရင်ကလေးနှစ်ယောက်စပိန်စီးနေတဲ့ဒီပကြီးကနိုင်ငံမှာဆွဲထားတဲ့ပကြီးကပေါ့နော်အဲဒီ street art ကအရင်ကနာမည်ကြီးပါတယ်ဒီပုံလေးတွေမှာပြရတဲ့အတိုင်းပါပဲနော်ဒီ street art လေးအပြင်တခြားအမိုက်စား street art လေးလည်းအများကြီးရှိပါသေးတယ်ဒီပကြီးကားလေးတွေကသူကနည်းနည်းတော့ရှာရခက်တယ်အဲ့လိုနေရာတိုင်းမှာတစ်ခုပြီးတစ်ခုလိုက်ရှာရတာပေါ့နော်တော့တနေရာထဲမှာရှိနေရမဟုတ်တော့လန်ကြားတစ်ခုပြီးတစ်ခုထဲမှာဝင်လိုက်ထွက်လိုက်နေလိုက်ပြီးလိုက်ရှာရတာပဲဖြစ်ပါတယ်ဒီ street art တွေအပြင်ပြည်내မှာနာမည်ကြီးတာတော့ street food တွေပေါ့နော်အဲ့ဒါကြောင့်ဒီမျိုးကိုလာလဲလူတွေက street art တွေမဟုတ်ဘဲနဲ့ street food တွေကိုမြည်စမ်းကျင်တဲ့လူတွေလည်းအများကြီးရှိကြပါတယ်ပြီးရင်ဒီမှာအရင်နာမည်ကြီးရဲ့ coffee ဆိုင်လေးတစ်ဆိုင်ရှိရပေါ့နော်သူက coffee ဆိုင်ဆိုပေမဲ့လည်းလုံးဝ street coffee ဆိုင်ပဲဒီတိုက်ခန်းနဲ့ဒီအိမ်ကြားတဲ့လမ်းကြားထဲမှာဖွင့်တာ coffee ဆိုင်လေးပေါ့နော်ဒီဆိုင်လေးကအရင်ကနာမည်ကြီးရဲ့မနေ့ဆိုလို့ရှိရင်ဒီဆိုင်မှာစားဖို့အတွက်ဆိုလို့ရှိရင်လူတန်းရှည်ကိုဆောင်ပြီးတော့မှစားရတယ်ပေါ့နော်အဲ့ဆိုင်လေးကိုလည်းသူက try ကြည့်ခဲ့ပါသေးတယ်သူကဟိုပေါင်မိုးမီခင်ပေါ့နော်အဲ့ပေါင်မိုးမီခင်မှာမျိုးစုံလုပ်တယ်ကာယားရိုးတုတ်တယ်ကြက်ဥတွေထည့်တယ်ပြီးရင် coffee ကလည်းတော်တော်ကောင်းတယ်ဒီဆိုင်ကအရသာတော့တော်တော်ကောင်းတယ်ပေါ့နော်အဲ့ဒါပထမတစ်နေ့ကသွားစားတယ်မမလိုလုံးလေးထပ်သွားစားတော့စိုက်ပိတ်တာနဲ့ကြုံခဲ့ရပါတယ်ဒီ George Town မှာဒီနာမည်ကြီးရတဲ့ဒီ coffee ဆိုင်တစ်ခုလည်းမဟုတ်ပါဘူးတခြားနာမည်ကြီးတဲ့ဆိုင်တွေအများကြီးရှိပါသေးတယ် street food တွေလည်းအများကြီးနာမည်ကြီးရဲ့အဲ့ဒါကြောင့်မို့လို့ George Town ကိုရောက်တယ်ဆိုလို့ရှိရင် street food တွေကိုလည်း try ခဲ့ဖို့မမေ့နဲ့နော်ဒီမှာချန်တူလို့ခေါ်တဲ့အချိုပွဲလေးအရင်နာမည်ကြီးရပေါ့နော်အဲ့ဒါလေးကိုလည်း try ခဲ့ပါဦးနော်ဒီ George Town ထဲမှာတစ်ခုနဲ့တစ်ခုသွားတယ်ဆိုလို့ရှိရင်အိုးတောင်းထဲမှာလမ်းလျှောက်ရတာအဆင်ပြေပါတယ်ဒါပေမဲ့လို့တစ်ခုနဲ့တစ်ခုကိုနည်းနည်းဝေးတယ်ဆိုလို့ရှိရင်တော့တက်စီငှားဖို့ recommend လုပ်ပါတယ်တက်စီကလည်းအရင်စီးမကြည့်ဘူးပေါ့နော်ကိုကဓာတ်ပုံလှလေးတွေရိုက်ချင်တယ်ဆိုလို့ရှိရင်တော့မနက်ဖက်လူရှင်းတဲ့အချိန်ကိုစောစောလေးသွားပြီးတော့ရိုက်ဖို့အကြံပြုချင်ပါတယ်ညနေပိုင်းမှာဆိုလို့ရှိရင်လည်းဒီ George Town ထဲမှာအရင်ကလို့စီရဲအဲဒါကြောင့်မလို့မနက်ဖက်နဲ့ညနေဘက်ကိုသွားဖို့အတွက်အကြံပြုချင်ပါတယ်နေ့လယ်ဘက်ကတော့နေနည်းနည်းလေးပူတာကြောင့်မလို့တကယ်လို့ကိုကသွားမယ်ဆိုလို့ရှိရင်လည်းထီတို့အထုပ်တို့ကိုယူပါဖို့အတွက်အကြံပေးချင်ပါတယ်နော်ကဲဒါကြောင့်မို့လို့ပြည်내မြို့ကိုရောက်ပြီဆိုလို့ရှိရင် George Town ကိုလည်းမဖြစ်မနေသွားလဲဖို့အတွက်အကြံပေးချင်ပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါပြီဆိုတော့ပြည်내မြို့ George Town ကိုသွားပြီးတော့ဘယ်သူနဲ့အတူ street art လေးတွေမှာတက်ပုံရိုက်မယ်ပြီးရင် street food လေးကိုမြည်ဆန်းကျင်လဲဆိုတာကို mention ခေါ်ပါပေးကြပါဦးနော်